ဟုတ်တယ်ကောင်းပါလေလို့ပြောနေတာဘာလို့လာပေးလဲပြည်သူတခုရောကျမတို့ပြည်သူလူထုဟာတကယ်အရေးကြီးပြီဆိုလို့ရှိရင်တော့တွေးစီကြတာအမှန်ပါပဲဒါကိုကျမသတိပြုမိခဲ့ရပါတယ်တချို့ကပြောပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာဒီမိုကရေစီနဲ့မတန်သေးဘူးတဲ့အဲ့ဒါတော့မပေးချင်လို့ပြောတာလို့ပဲကျမကတော့ထင်ပါတယ်ကျမလူရဲလို့မွေးလာမှလူတိုင်းဟာဒီမိုကရေစီနဲ့တန်ပါတယ်ဒီမိုကရေစီဆိုတာပြည်သူရဲ့အုပ်ချုပ်ရေးလူတိုင်းဟာကိုနေတဲ့အတိုင်းဝိုင်းလူအတိုင်းဝိုင်းကိုနေတဲ့နိုင်ငံရဲ့အရေးတွေမှာပါဝင်နိုင်တဲ့အရေးချင်းရှိတယ်လို့ကျမဒီလိုပဲယူဆပါတယ်အဲ့ဒါကြောင့်မလို့ဒီအရေးချင်းတွေကိုကျမတို့မှန်ကန်သုံးလို့ရှိရင်ဒီနိုင်ငံဟာအများဆုံးတိုးတက်မယ်ပြည်သူလူထုရဲ့ဆန္ဒနဲ့ကိုက်ညီစွာတိုးတက်မယ်ပြည်သူလူထုဆန္ဒမပါဘဲနဲ့လုပ်တဲ့ဘယ်ကိစ္စမဆိုရေရှည်မှာအောင်မြင်နိုင်မှာမဟုတ်ပါဘူးရေတိုမှာတော့အောင်မြင်တယ်လို့ရှိပေမဲ့ရေရှည်မှာအောင်မြင်နိုင်မှာမဟုတ်ပါဘူးတကယ်ပြည်သူလူထုဆန္ဒနဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်ကျမတို့ဟာအခြေအနေတွေကိုတကယ်ပြောင်းလဲဖို့လိုပြီလို့ပြောစရာလိုတော့မှာမဟုတ်ပါဘူးတကယ်ပြောင်းလဲဖို့လိုလို့ပြောင်းလဲဖို့လိုပြီလို့ကျမတို့ပြောတာပါဒါလည်းပြည်သူတွေသိတယ်ဆိုတာကျမတို့သဘောပေါက်ပါတယ်